အားလုံးပဲမင်္ဂလာပါ Self Pharmacist စီစဉ်ဖြစ်ပါတယ်ရှင်။ကျွန်တော်တို့ဒီစီစဉ်ကနေပြီးတော့မှပုံမှန်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေစီးပွားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ကျွန်တော်ဗီဒီယိုလေးလည်းမလုပ်တာကြာပြီဆိုပေမဲ့အခုလက်ရှိဖြစ်သွားခဲ့တဲ့ငွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့နောက်ဆက်တွဲရင်ဆိုင်နေရတဲ့စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့တော့ဒီဗီဒီယိုထဲမှာရှင်းပြပြပေးသွားမှာဖြစ်ပါတယ်။မဟုတ်ဆုံးကျမတို့ကြုံတွေ့ရလိမ့်ရှိရဲ့အသေးငယ်ဆုံးစိတ်ပိုင်းဆိုင်တဲ့ပြဿနာကတော့နည်းနည်းနှုတ်ပြီးသွားရင်တော့နည်းနည်းထပ်မှမနှုတ်တော့ဘူးပဲကျမတို့ရဲ့စိတ်ထဲမှာအခုလိုမျိုးထိုင်လိုက်တာဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်လည်းမတ်တက်ရက်လိုက်တဲ့အချိန်မျိုးမှာပဲဖြစ်ဖြစ်ဂရင်မော်ကိုရုတ်တရက်နှေးလိုက်တဲ့အချိန်မျိုးမှာပဲဖြစ်ဖြစ်ကျမတို့ကနှုတ်ခါရမ်းသွားတယ်ဆိုတဲ့ခံစားချက်ရပြီးတော့နည်းနည်းဆိုပြီးထပ်မှကြောက်ရွံ့တဲ့စိတ်ကိုဖြစ်စေတာမျိုးဖြစ်ပါတယ်အားကြောင့်ဒီလိုဖြစ်ရလဲဆိုတာကိုကျွန်တော်တို့ဆေးပညာရှုထောင့်အင်အားနေပြီးတော့ရှင်းပြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်ရဲ့ဟန်ချက်ကိုဘယ်လိုထိန်းညှိထားလဲဆိုတဲ့ပုံမှာပို့ပြီးတော့နားလည်ဖို့လိုပါတယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ဒီလှုပ်ရှားမှုတွေဟန်ချက်တွေကျွန်တော်တို့ရဲ့ဥကောင်းရွေ့ရှားမှုတွေကိုအဓိကထိန်းချုပ်ထားတာတော့ကျွန်တော်တို့ရဲ့ဒီနားအတွင်းပိုင်းမှာရှိတယ်ပေါ့နော် vestibular system လို့ကျွန်တော်တို့ခေါ်ပါတယ်ဒီပိုင်းလေးကနေပြီးတော့ကျွန်တော်တို့ရဲ့အုံနောက်နဲ့ချိတ်ဆက်ပြီးတော့လှုပ်ရှားနေတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နားအတွင်းပိုင်းမှာပေါ့နော်ဒီအရေလေးတွေပါဝင်တဲ့ပြုံလေးတွေရှိပါတယ်ဒီလိုမျိုးအရေအိတ်ကလေးပြုံလေးတွေပေါ့နော်အဲ့ဒီဟာလေးတွေကနေပြီးတော့ကျွန်တော်တို့ရဲ့ balance ကိုထိန်းညှိထားတာပါကျွန်တော်တို့ခေါင်းတွေကိုလှုပ်ရမ်းလိုက်တဲ့အခါမှာဒီအရေလေးတွေကလည်းလိုက်လှုပ်ဒီ system ပေါ်မှာမူတည်ပြီးကျွန်တော်တို့ရဲ့အုံနောက်ကိုခန္ဓာကိုယ်ကြီးကလှုပ်နေပါတယ်ဆိုတော့ movement ကိုအုံနောက်ကိုပို့ပြီးတော့မှကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေ muscles တွေ joint တွေကိုဒီခါတွေကလိုက်ပြီးထိန်းညှိတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီခန္ဓာကိုယ်ဟန်ချက်ကိုထိန်းတဲ့အခါမှာပေါ့ကျွန်တော်တို့မြင်ရတဲ့အမြင်ရှိပါတယ်ပြီးရင်ကျွန်တော်တို့ရဲ့ဒီနားအတွင်းမှာရှိတဲ့အရည်လေးကိုထိန်းညှိနေတယ်အဲ့ဒီပုံမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကလိုက်ပြီးတော့လှုပ်ရှားရင်းနှွှဲကြတာပေါ့နော်ပြင်ဖြစ်သွားတဲ့အခါမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကနေပြီးတော့မှပုံမှန်မဟုတ်တော့လှုပ်ရှားမှုကိုခံစားလိုက်ရတာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့လှုပ်ရမ်းတာလည်းမဟုတ်ဘူးကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်မှာရှိတဲ့ဘယ်အရာကမှအစင်းမဖြစ်နေပဲနဲ့ကျွန်တော်တို့ကပုံမှန်မဟုတ်တဲ့ဖြစ်တောင်ဖြစ်ခဲလှုပ်ရှားမှုကိုဒီဟာခန္ဓာကိုယ်ကြီးကခံစားလိုက်ရတာဖြစ်ပါတယ်အဲ့လိုအချိန်မှာကျွန်တော်တို့ရဲ့ဒီနားအတွင်းမှာရှိတဲ့အရည်တွေရဲ့လှုပ်ရှားမှုနဲ့ဒီအုံနောက်ရဲ့ချိတ်ဆက်အလုပ်လုပ်မှုကပုံမှန်ကနေပြီးတော့ balance ပြည့်ရင်းသွားတယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်တို့ပြန်ညှိဖို့ဒီဟာကဒီလိုလှုပ်ကပ်ပါလားဆိုပြီးတော့ပြန်ညှိရဲ့အချက်ပေးမှုကိုလုပ်တဲ့အခါမှာ system ကအချိန်ကြာတယ်ပေါ့ရှင်ပြောရမယ်ဆိုလို့ရှိရင်တော့အဲ့လိုကြာတဲ့အချိန်ကနေပြီးတော့မှကျွန်တော်တို့ငလင်ပြီးသွားတဲ့အခါမှာလည်းအဲ့ဒီ system ကအဲ့လိုလှုပ်တတ်တယ်ဆိုတော့ဆက်အလုံးလုံးနေတဲ့အတွက်ကြောင့်မို့တစ်ခါတည်းရင်မှာကျွန်တော်တို့ကတကယ်ငလင်လှုပ်နေတာလည်းမဟုတ်ပဲနဲ့စိတ်ကကြောင်လျှောက်ချဖြစ်တာလည်းမဟုတ်ဘူးခန္ဓာကိုယ်ကနေပဲတကယ်အဲ့လိုအလုံးလုံးနေတဲ့အတွက်ကျွန်တော်တို့ကလှုပ်နေတယ်လို့ထင်ရတာဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကကြတော့ကျွန်တော်တို့အနေနဲ့ဒီလိုမျိုးအဖြစ်အပျက်ကိုဖြစ်လိုက်တဲ့အခါကျွန်တော်တို့အမြဲတမ်းရက်နေတဲ့မြေကြီးပေါ့နော်ကျွန်တော်တို့ခိုင်မာတယ်ငြိမ်သက်တယ်လို့ထင်နေတဲ့မြေကြီးကနေပြီးတော့မထင်မှတ်လောက်အောင်လှုပ်ရမ်းသွားတာကိုရင်ဆိုင်လိုက်ရတဲ့အချိန်မှာကျွန်တော်တို့ရဲ့စိုးရင်ကိုယ်ပိုင်စိတ်တွေကနေပြီးတော့မှလှုပ်တယ်လို့ထင်ရတဲ့ဖြစ်စဉ်မျိုးပါနောက်နံပါတ်3ချက်ကကြတော့ဒီလိုမျိုးကြောက်စရာကောင်းတဲ့စိတ်ဖိစီးစရာကောင်းတဲ့အခြေအနေတွေမှာကျွန်တော်ရဲ့ခန္ဓာကိုယ်ကနေပြီးတော့မှ cortisol လို့ခေါ်တဲ့ဟော်မုန်းတွေ adrenaline တွေ non-adrenaline ဒီလိုဟော်မုန်းတွေကထွက်လာတယ်ပေါ့အဲ့လိုဟော်မုန်းတွေထွက်လာပြီးတဲ့နောက်မှာကျွန်တော်ရဲ့ခန္ဓာကိုယ်ကဟော်မုန်းတွေချက်ချင်းပြန်မရက်တန်တော့ဘူးပေါ့နော်ရက်တစ်ပတ်ကြာတဲ့အထိအောင်ပဲဒီဟော်မုန်းတွေကခန္ဓာကိုယ်ထဲမှာဆက်အလုံးလုံးနေတဲ့အတွက်ကျွန်တော်တို့ကဒီဟာနဲ့ပတ်သက်တဲ့စိုးရိမ်ပူပန်မှုဟုတ်မလားဆိုတဲ့စိတ်တွေထပ်ဖြစ်ရတာဖြစ်ပါတယ်ကျမတို့ဒီတိုင်းဖြစ်တတ်တယ်ဆိုပြီးထားရတဲ့ဆိုင်ရင်ကျမတို့သူ့ကိုပြန်ပြီးတော့ဒီဟာကိုတည်ငြိမ်အောင်ပြန်လုပ်လို့ရပါတယ်ပထမဦးဆုံးလုပ်လို့ရတာတော့အလွယ်ကူဆုံးအသက်ရှူလေးခြင်းခံဖြစ်ပါတယ်ကျမတို့အသက်ရှူလေးခြင်းခံလုပ်တဲ့အခါမှာဆိုလို့ရှိရင်ကျမတို့4.8မှတ်တမ်းနဲ့လုပ်လို့ရပါတယ်အဓိကကတော့ကျမတို့4စက္ကန့်လောက်အသက်ကိုရှူသွင်းလိုက်ပါပြီးရင်အဲ့ရှူထားတဲ့ဟာကိုကျမတို့9စက္ကန့်လောက်ထိန်းထားမယ်ပေါ့နော်ပြီးပါပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့10စက္ကန့်လောက်ကြာအောင်ပြန်ပြီးတော့ဒီလေးကိုနှုတ်ထုတ်လိုက်ပါအမျိုးလေးပေါ့နော်တကယ်လို့ကိုကအဲ့4.8မှတ်တမ်းနဲ့လောက်ရတာအဆင်မပြေဘူးဆိုရင်ကျမတို့ရဲ့ win bite ပေါ်ကိုလက်တင်ထားပြီးတော့အသက်ရှူတဲ့အခါမှာဒီ bite ကနေပြီးတော့ဖောင်းလာအောင်ကျမတို့ခံစားကြည့်ရပါမယ်
ပြန်မှုတ်ထုတ်လိုက်တဲ့အချိန်မှာဝင်းမိုက်ပြန်ချုံသွားတာကိုခံစားခြင်းအပြင်လည်းကျမတို့တွေအသက်ရှူနေခြင်းကိုလုပ်ပြီးလို့ရပါတယ်။ဒါကြတော့ကျမတို့ကဒီမြေကြီးပေါ့နော်ကျမတို့မြေကြီးနဲ့ပတ်သက်ပြီးတော့စိတ်ပူပန်မှုဖြစ်သွားတဲ့အတွက်ကြောင့်မလို့မြေကြီးပေါ်မှာဒီတက်တက်လေးပေါ့နော်ခြေထောက်ကလေးတွေကိုထားပြီးတော့လှုပ်ရှားကြည့်ပေါ့နော်ကျမတို့ရဲ့ခြေထောက်လေးတွေကိုရွေ့ကြည့်ပေါ့နော်အဲဒီခါကျရင်မြေကြီးကတော့ငြိမ်နေပါတယ်ငါဒီငါလှုပ်ရှားလို့ရနိုင်ပါတယ်ဆိုတော့ကျမတို့ရဲ့ပုံနောက်ကိုကျမတို့ပြန်ပြီးတော့ focus ပြန်ယူရဲလေ့ကျင့်ခန်းမျိုးလေးတွေပေါ့နော်ဒါလေးတွေလုပ်လို့ရတယ်ပြီးသွားတဲ့ခါကျရင်ကျမတို့အထီအတွေ့နဲ့ပတ်သက်ပြီးသွားရင်ပေါ့နော်ကျမတို့ရဲ့အာယုံကြောစနစ်ပြန်အလုပ်လုပ်လာအောင်လို့ကျမတို့ကဥမာရေနွေးလေးတွေကိုကျမတို့စက္ကန့်30လောက်လက်ကလေးကိုစိမ်ကြည့်လိုက်တယ်ပြီးသွားရင်ရေအေးဘက်မှာပြန်ပြီးတော့ဒီရေအေးကိုပြန်ခံတယ်ဒါမျိုးလေးပေါ့နော်ကျမတို့ရဲ့အာယုံကြောစနစ်တွေပြန်အလုပ်လုပ်အောင်လို့ကျမတို့လေ့ကျင့်ပြီးလို့ရတယ်နောက်တခြားဒီထိတွေ့လို့ရတဲ့အရာလေးဥမာရေခဲတုံးလေးတွေကိုကင်ကြည့်တာမျိုးကျမတို့ရဲ့စိတ်ဖိစီးမှုဖြေဖြောက်တဲ့အော်လုံးလေးတွေကိုညှစ်ပေးတာမျိုးဒါမျိုးလေးတွေလည်းကျမတို့လုပ်လို့ရတယ်နောက်တစ်ခါကျမတို့ရဲ့ခန္ဓာကိုယ်ကဟန်ချက်ပြတ်သွားတာမျိုးဖြစ်လို့ကျမတို့အုံနောက်မှာပေါ့နော်ဟန်ချက်လာပြတ်သွားတာဖြစ်တဲ့အတွက်အဲ့ဒီဟာကိုကျမတို့ပြန်ညှိဖို့အတွက်လည်းလေ့ကျင့်ခန်းလေးတွေလုပ်ပြီးလို့ရတယ်ပေါ့နော်ဥပမာကျမတို့ယောဂကျင့်တဲ့သူတွေလိုမျိုးပေါ့နော်ခြေထောက်တစ်ဖက်ကိုညှောက်ထားပြီးတော့တစ်ဖက်တည်းနဲ့ပြက်ကြည့်တာမျိုးကျမတို့ခန္ဓာကိုယ် balance ကိုပြန်ညှိရတာပေါ့နော်ပြီးသွားလို့ရှိရင် land လျှောက်တဲ့အခါမှာလည်းပဲကျမတို့ဒီ model catwalk လျှောက်တယ်လို့မျိုးပေါ့နော်မြင်းဖြောင်လေးပေါ်မှာခြေထောက်ကလေးတွေကိုဒီလိုမျိုးလေးသွားပြီးတော့လျှောက်ကြည့်တာမျိုးပေါ့နော်ဆိုတော့ကျမတို့ရဲ့ခန္ဓာကိုယ် balance ကိုပြန်ညှိအောင်လို့ဒီအုံနောက်ကိုပြန်လုပ်ပြီးလေ့ကျင့်ခန်းလေးလုပ်လို့ရတယ်နောက်ပြီးသွားရင်ကျမတို့ရဲ့ဥကောင်းကိုလှည့်တဲ့လေ့ကျင့်ခန်းလေးပေါ့နော်ဘယ်ညာကိုဒီလိုမျိုးလေးတွေရှင်းလေးချင်းလှည့်ကြည့်ပြီးတော့ကျမတို့ရဲ့အုံနောက်ကိုပေါ့နော်ကျမတို့ဘယ်လိုလှုပ်ရှားလဲဆိုတဲ့ဟာလေးတွေပြန်ပြီးတော့လေ့ကျင့်ပြီးလို့ရပါတယ်အဲ့ရင်ကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာအရာကိုဘယ်လိုမျိုးပြန်ပြီးတော့ကုစားမလဲဆိုရင်ကြတော့ကျမတို့အိတ်ဆက်ခြင်းပုံမှန်အိတ်ဖို့လိုတာပေါ့နော်ကျမတို့အေးရေးမဝတဲ့ဟာမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်ပိုဆိုးစေတယ်ပေါ့နော်ကျမတို့အေးရေးဝအိတ်ကြမယ်ရေကိုပုံမှန်2လီတာလောက်3လီတာလောက်ရအောင်တောက်ပေးပါကျမတို့အဓိကကရေဓာတ်ခန်းဆောက်တယ်ဆိုရင်ခုနလိုမျိုးငိုးဝေတာမျိုးတွေပြီးတော့အုံနောက်ကနေပြီးနည်းနည်းလေးစိတ်လှုပ်ရှားတာကြောင်ချောက်ချားဖြစ်တာမျိုးတွေပိုဖြစ်နိုင်တဲ့အတွက်ကျမတို့ရေများများလေးတောက်ပေးပါပြီးသွားတဲ့အခါကျလို့ရှိရင်ကျမတို့အိတ်ခမ်းကြီးမှာဒီဖုန်းစီတာတွေ screen စီတာတွေ short ပြီးပေါ့နော်။နောက်တက်နိုင်သမျှငလင်သတင်းတွေကိုကျမတို့ရှောင်ပြီးပေါ့နော်ခုနလိုမျိုးကိုကအရင်စိတ်ပူပန်မှုတွေဖြစ်နေပြီဆိုလို့ရှိရင်ငလင်သတင်းစီတာတွေကျမတို့နည်းနည်းလေးနားပြီးမှုလိုပါတယ်။ကြားတက်ပါတဲ့အစားတောက်တွေကို short စားပေါ့နော်။ကြားထက်ကစိတ်ဖိစီးမှုပိုများစေတဲ့အတွက်ကျမတို့ကြားစားတာအချိုစားတာလေးကို short ပြီးပါအဲ့ဒီအစားကျမတို့ magnesium ပါဝင်တဲ့အစားအသောက်တွေများများစားပြီးပေါ့နော်ပန်းပွင့်စိမ်းလိုမျိုးပဲလိုမျိုးဒိန်ခဲဒါမျိုးလေးတွေကိုကျမတို့များများလေးစားပေးဖို့လိုအပ်ပါတယ်အပြင်တော့ရေများများတောက်ပေါ့နော်ဒါလေးကိုတော့မမေ့မိတဲ့တောက်ဖို့လိုအပ်ပါတယ်ပြောရရင်ကျမတို့ caffeine နဲ့အရက်တွေကိုလည်း short ဖို့လိုတယ်ပေါ့နော်အငယ်ငယ်အဆက်လောက်နေတာတော့မဖြစ်နိုင်ဘူးလားပေါ့နော်ဖြစ်နိုင်ပါတယ်အဲ့ဒီလိုဟာမျိုးဆိုလို့ရှိရင်ကျမတို့ကငလင်အတုရဲ့အဆင့်နဲ့ကြားထဲမှာခွဲခြားဖို့အတွက်ကျမတို့ပြင်ဆင်ထားတဲ့တာလေးလည်းရှိရပေါ့နော်ဥပမာကိုယ့်ရဲ့အခန်းထဲမှာဒီရုပ်တရက်အမြင်ငလင်လှုပ်လားကိုယ်တကယ်လှုပ်တာလားခွဲခြားသိလို့လွယ်မဲ့အရာလေးတွေပေါ့နော်ဥပမာကျမဆိုလို့ရှိရင်ကျမရဲ့ဒီကပတ်ခေါင်းပါတယ်ကပတ်ခေါင်းအလေးပါတယ်ကပတ်ကလေးတစ်ခုဒီမှာတန်းမှာချိတ်ထားရဲပေါ့နော်ဒါဆိုလို့ရှိရင်ဒါလေးလှုပ်ရမ်းသွားရဲဆိုရင်ဒါငလင်တကယ်လှုပ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအလေးတုံးပါတဲ့ဟာတစ်ခုကိုတော့လေးဖြစ်ဖြစ်ကျိုးလေးနဲ့ချိတ်ပြီးတော့တန်းလေးမှာချိတ်ထားရလို့ငြိမ်နေတဲ့တန်းလေးမှာချိတ်ထားပေါ့နော်ဒါဆိုရင်လှုပ်သွားတာလားဒါမှမဟုတ်လို့ရှိရင်လည်းရေလေးနည်းနည်းဖြည့်ထားတဲ့ရေခွက်ကလေးဒါမှမဟုတ်ရေဘူးလေးထဲမှာဒီလေးတစ်ဝက်လောက်ထည့်ထားတဲ့ဟာမျိုးကိုစပွဲပုံလေးမှာတင်ထားတာမျိုးပေါ့ဒါလေးလှုပ်သွားလာကျမတို့ကြည့်လို့ရတယ်ပြီးတော့ကျမတို့ရဲ့အပေါင်းအသင်းလေးဆိုရင်လည်းငလင်လှုပ်ခြင်းရှိမရှိကိုဆက်သွယ်လို့ရမယ် communication လေးတွေထားတဲ့နဲ့ပြီးတော့ကျမတို့ရဲ့ဖုန်းထဲမှာလည်းပေါ့နော်ဒီငလင်လှုပ်တာနဲ့ပတ်သက်တဲ့အချက်လက်ကလေးတွေပေးပို့တဲ့ application လေးတွေတွင်းထားလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျမတို့ကတကယ်ငလင်လှုပ်နေရလားကျမတို့စိတ်ခံစားနေရတာလားဆိုတာကိုခွဲပြီးတော့တဖြည်းဖြည်းသိလာမယ်ပေါ့နော်အဓိကကျမတို့အမှန်တရားကိုလက်ခံဖို့လိုတယ်ကျမတို့ပြန်အားပေးဖို့လိုပါတယ်ငလင်လောက်တာဟာသဘာဝဖြစ်စဉ်တစ်ခုဖြစ်တယ်ဒါပေမဲ့ကျမတို့အဲ့ဒါကယာယီပဲဖြစ်တာဖြစ်ပါတယ်အမြဲတမ်းနှုတ်နေမယ်ဆိုတဲ့ဟာမျိုးမရှိဘူးအမြဲတမ်းဒီလိုမျိုးတောက်လျှောက်ဖြစ်လာလိမ့်မယ်ဆိုတဲ့ဟာမျိုးမရှိဘူးကျမတို့ကိုထိန်းချုပ်နိုင်နေဆိုတဲ့ဟာမျိုးကျမတို့ပြန်အားပေးဖို့လိုပါတယ်ဒါခဏပဲဒါယာယီပဲဆိုတဲ့ဟာကျမတို့ပြန်ပြီးတော့သတိပေးဖို့ကိုပြန်အားတင်းဖို့လိုအပ်ပါတယ်ဒါကတော့ငလင်လှုပ်ပြီးတဲ့နောက်မှာပေါ့နော်ငလင်လှုပ်နေသေးလားဆိုပြီးတော့ခံစားမှုဖြစ်တဲ့ဟာနဲ့ပတ်သက်ပြီးထိန်းချုပ်တဲ့အစိတ်ပိုင်းဖြစ်ပါတယ်
ဒီနေရာမှာနောက်ထပ် view site ပေးရမှာတော့ကျွန်တော်တို့ရဲ့ကလေးငယ်တွေနဲ့တက်ကြီးရွယ်ဦးတွေလည်းဖြစ်ပါတယ်သူတို့ကတော့ကလေးငယ်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ခါတည်းမှာသူတို့တွေကဒီငလင်နဲ့ပတ်သက်တဲ့ဟာကိုပြောဖို့အတွက်အားနည်းတယ်ပေါ့နော်ကလေးတွေဖြစ်တဲ့အတွက်သူတို့ခံစားရတဲ့ဟာလေးတွေသူတို့မပြောတတ်တာမျိုးတွေရှိပါတယ်အဲ့ဒီခါမှာကလေးတွေကိုသူတို့ဘယ်လိုခံစားရလဲဆိုတော့ပြောနိုင်ဖို့အတွက်ကျွန်တော်တို့လမ်းဖွင့်ပေးရမယ်ရှင်းပြပေးရမယ်ကလေးတွေကိုလည်းကျွန်တော်တို့ခုနကလုပ်တယ်လို့မျိုးလေ့ကျင့်ခန်းလေးတွေကိုလုပ်ပေးတင်ပါတယ်သူတို့လုပ်လို့ရှိရင်လည်းဒီကစားတဲ့ပုံစံမျိုးလေးတွေနဲ့သူတို့ရဲ့ခန္ဓာကိုယ်ဟန်ချက်ကလေးပြန်ညီသွားအောင်လို့ကျွန်တော်တို့စူးစမ်းကူညီပေးတင်ပါတယ်လူကြီးတွေခုနကလိုမလုပ်နိုင်မရှားနိုင်တဲ့သူတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဖြည်းဖြည်းချင်းလုပ်လို့ရတဲ့ခုနခေါင်းလေးချိန်ရလိုမျိုးဖြည်းဖြည်းလေးလုပ်လို့ရတဲ့ဟာမျိုးလေးတွေသူတို့ခန္ဓာကိုယ်ဟန်ချက်ကလေးတွေကျွန်တော်တို့ပြန်ချိန်ပေးဖို့လိုတယ်သူတို့ကိုဆိုရင်လူကြီးတွေကိုဆိုရင်ကျွန်တော်တို့ရေလေးတွေပို့တိုက်ပေးရမယ်ပေါ့နော်ရေတက်ကလေးတွေပို့ပြီးတော့ဖြည့်ပေးရမယ်ပြီးရင်လူကြီးတွေတောက်တတ်တဲ့ဆေးဝါးတွေပေါ့နော်ဒီဆေးဝါးတွေမှာခေါင်းမူးစေတဲ့ effect ပါတဲ့ဆေးတွေရှိတယ်ဆိုရင်ကျွန်တော်တို့ဒါလေးတွေကို view site တစ်ထိထားကြည့်ပေးပြီးတော့မှလူကြီးကိုလည်းကျွန်တော်တို့စောင့်ရှောက်ပေးရမှာဖြစ်ပါတယ်ဆိုတော့အခုပြောပြခဲ့တာလေးတွေအကုန်လုံးကတော့ကျွန်တော်တို့ညံလင်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာအကုန်လုံးကြီးကခံစားရလေးရှိရပေါ့နော်အလူဆုံးအဆင့်စစ်တဲ့ညံလင်ဆက်လုပ်နေရလို့ထင်ရတဲ့ထင်အောင်ထင်မှားဖြစ်စဉ်ပေါ်မှာဘယ်လိုမျိုးကျွန်တော်တို့နေထိုင်ရမလဲလေ့ကျင့်ရမလဲဆိုတော့ပြပြပေးခဲ့တာဖြစ်ပါတယ်ရှင်တကယ်ငလင်ကိုရင်ဆိုင်တွေ့ကြုံလိုက်ရပြီးတော့ဆုံးရှုံးမှုတွေဖြစ်သွားတဲ့သူတွေစိတ်ဖိစီးမှုအန္တရာယ်ရှိနေတဲ့သူတွေဒီဟာနဲ့ပတ်သက်ပြီးတော့ကျမတို့စိတ်ထဲမှာလုံးဝစိတ်ခံစားချက်ပြင်းပြင်းထန်ထန်ရလိုက်တဲ့သူတွေအတွက်ကိုလည်းပဲကျမတို့ဘယ်လိုမျိုးတရားကိုတရားစောင့်ရှောက်စာနာပြီးတော့ပူညီရမလဲဆိုတဲ့ဗီဒီယိုလေးကိုကျမနောက်ထပ်တစ်ပုဒ်ဆက်လုပ်ထားပေးပါတယ်အဲ့ဒီဗီဒီယိုလေးမှာလည်းကျွန်တော်အသေးစိတ်ချက်ပြီးတော့ရှင်းပြပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီဗီဒီယိုလေးကိုကြည့်ပေးဖို့အတွက်လည်းမေတ္တာရက်ခံပါတယ်ရှင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ Seven Pharmacy အစီအစဉ်ကိုကြည့်နေကြတဲ့ပြည်သူပြည်သားအားလုံးပဲပုံမကောင်းမှုပြီးတော့အေးချမ်းသာရတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်မှုအတွက်ကျမတို့ဖွဲ့သားတွေကစုံလုံးတောင်းလိုက်ပါတယ်ရှင်အားလုံးပဲဘေးကင်းကြပါစေ